မင်္ဂလာပါဒုတိယ season အနေနဲ့ကျွန်မLaneige ကထုတ်တဲ့ဒီ water sleeping mask နဲ့ foaming sleeping mask အကြောင်းပြောမှာဖြစ်ပါတယ်ဒီချက်ကတော့ဒီသူ့ထဲမှာပါတယ်အဓိကတော့သူ့ထဲမှာပါတဲ့ ingredients တွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အားလုံးမပြောခင်မှာသူသုံးနည်းကတော့သူ sleeping mask ဆိုတဲ့အတိုင်းပဲညမှာကျွန်တော်တို့သုံးနေရွေးချက်ကတော့နေ့မှာကျွန်တော်တို့ဒီစပျားတွေ cosmetic products တွေရဲ့ဒဏ်ကိုခံထားရတဲ့မျက်နှာကညမှာ rest လုပ်တို့မျက်နှာလဲ rest လုပ်တဲ့အနေနဲ့လိုအပ်တဲ့ pH balance တွေသူသဖြင့်အသား6တဲ့လူတွေရဲ့အသားဆုပ်ပြီးအောင်ဆုပ်ပြီးတော့မှဒါလေးလိမ့်ပြီးတော့မှအိပ်ပြီးမနေ့ကျလို့ရှိရင်wash လုပ်လိုက်တာနဲ့mask သုံးပြီးတော့ဒီခန္ဓာကိုယ်ရဲ့ sorry မျက်နှာရဲ့လိုအပ်တဲ့ဒီအသားရည်ဆုပ်ပြီးမှုပေးတယ်ဆိုတဲ့သူရဲ့ညွှန်မဲ့ဖြစ်ပါတယ်ကျွန်မပထမဆုံးဒီ sleeping mask အကြောင်းပြောပါမယ်သူထဲမှာဘာပါလဲဆိုတဲ့အခါကျတော့ဒီ ionized water လို့ခေါ်တယ်ဒါတချို့လည်းသိပဲထင်တယ်ကျမတို့မျက်တူပုံမှန်မျက်နှာမှာဆိုလို့ရှိရင်4 to 6 pH level ရှိရပါတယ်ဒါပေမဲ့ကျမတို့သုံးနေတဲ့စပျာနဲ့ cosmetic product တွေမှာဆိုလို့ရှိရင်ဒီ skin care products တွေအများစုမှာ7 and above ဖြစ်နေတယ်အဲ့တော့ pH level များနေတဲ့ဟာကိုနည်းနည်းအများကျမတို့သုံးနေတဲ့အတွက်ကြောင့်မလို့ကျမတို့အနေနဲ့အများရနေတဲ့ skin damage ဖြစ်နေတဲ့မျက်နှာကိုညတိကကြတဲ့ခါကျတော့လိုအပ်တဲ့ထိန်းညှိမှုတွေအတွက်သူ့သုံးချဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ convenience ဖြစ်စေတဲ့အကြောင်းကတော့သူဒီတခြား mask တွေလိုမျိုး10 to 15 minutes half an hour ဆောင်ပြီးတော့ wash လုပ်ရတာမဟုတ်ပါဘူးသူကလိမ့်ပြီးတော့မနေ့ကျလို့ရှိရင်ပုံမှန်မျက်နှာတစ်လိုက်ရုံနဲ့ကိုယ့်ရဲ့ routine skin care ကိုပြန်သုံးပြီးတော့စားပေါ့နော်လက်ကူချုံးမွေးစေရပေါ့နော်အဓိကတဲတာရဲ့ပြီးတော့နောက်သုံးနည်းကတော့ကျွန်တော်ကြံပေးချင်တာကဒီဟာကိုဒီမျက်နှာတစ်ပြီးတာနဲ့ဒီတိုင်းလိမ့်နာထက်စားလို့ရှိရင်စင်ကြအောင်တက်ထားတဲ့မျက်နှာပေါ်မှာထိုနာတော့မဟုတ် clear lotion တစ်ခုကိုလိမ့်မယ်လိမ့်ပြီးတော့မှသူ့ကိုလိမ့်မယ်ဆိုလို့ရှိရင်အနေနဲ့ပို့ပြီးတော့မှဖြစ်စေရပေါ့နော်အဲ့ဒါရဲ့ပြီးတော့နောက်သူ့မှာပါတာကတော့ ionized water ပေါ့နော် ionized water ဆိုတာကကျွန်တော်မျက်နှာမှာsorry ကျွန်တော်ပြောပြီးလားမသိဘူးမင်္ဂလာပါဒုတိယ season အနေနဲ့ကျွန်တော်ပြောမှာတော့ Laneige ကထုတ်တဲ့ the water sleeping mask နဲ့foaming sleeping mask အကြောင်းဖြစ်ပါတယ် product review လုပ်တာမဟုတ်ပါဘူးပေါင်ပစ္စည်းတွေကိုသိစေခြင်းနဲ့ပြောပြခြင်းဖြစ်ပါတီးအောင်ပြောပြခြင်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကသူကအညှိုးမှာပါတဲ့အတိုင်းတစ်ပတ်ကိုတစ်ခါသုံးရပါတယ်အဲ့ထက်ပိုသုံးပြီးမှဖြစ်လာနိုင်တယ်ဆိုတော့လူတွေသိကျင်ကြမှာပဲဆိုတဲ့ဟာနဲ့ကျွန်မပြောလိုက်တဲ့ဟာကိုနဲ့ကိုယ့်ရဲ့အသားရည်နဲ့ကိုထိန်းညှိပြီးတော့တစ်ပတ်ကတစ်ချိန်ထက်ပိုသုံးတင်လားပိုမသုံးတင်ဘူးလားဆိုတာကိုဆုံးဖြတ်နိုင်အောင်လုပ်ရရပါတယ်ရှင်ပထမဆုံးကျွန်မပြောချင်တာကဒီ sleeping mask ဆိုတဲ့အတိုင်းညမှာလိမ့်ပါတယ်နေ့မှာကျွန်တော်တို့ပြင်ပန်းထားတဲ့ညကြလို့ရှိရင်လူတိုင်းကနားကြတယ်ဆိုလို့ရှိရင်မျက်နှာအသားရည်ကိုလည်းနားတဲ့အနေနဲ့ဒီ cosmetic products တွေထိတွေ့ထားတဲ့မျက်နှာကိုနားတဲ့အနေနဲ့လိုအပ်တဲ့ရေတက်ခန့်ချောက်သွားတဲ့ရေတက်နေရာမှာစားထိုးဖို့နေရာမှာစားထိုးဖို့အတွက်ဆိုလို့ရှိရင်သူ့ကိုသုံးခြင်းဖြစ်ပါတယ်သူကတော့ convenience ဖြစ်စေတဲ့အကြောင်းကတော့တခြား mask တွေလိုမျိုး10မိနစ်15မိနစ်စောင့်နေစရာမလိုပါဘူးညအိုက်ခါနီးခဲ့ရလို့ရှိရင်လိမ့်လိုက်မယ်မနေ့ကျလို့ရှိရင်ပုံမှန်မျက်နှာတစ်တဲ့အတိုင်းပဲတစ်လိုက်မယ်ပေါ့နော်သုံးနည်းကတော့ကျွန်တော်ကြံပေးချင်တာကဒီမျက်နှာတစ်ပြီးတာနဲ့ sleeping mask ကိုဒါလိုက်သုံးတာထက်ဆိုလို့ရှိရင် clear lotion တော့မဟုတ်ဒိုနာတစ်ခုခုကိုလိမ့်ပြီးတော့မှသူ့ကိုသုံးမယ်ဆိုလို့ရှိရင်ပို့ပြီးအပြီးတင်တရားထက်အောင်စေပါတယ်ပြီးတော့သူတို့နှစ်ခုမှာပါတာတွေကတော့ထူပဲဖြစ်ပါတယ်ဒါပေမဲ့သူ့မှာကတော့ဒီ foaming mask ဆိုတဲ့အတိုင်းပဲဒီအသက်အရွယ်အကြောင်းမလို့ပေါ်လာတဲ့ wrinkles တွေကိုပို့ပြီးတော့မှတက်တာစီတဲ့ဒီ collagen တမျိုးပါတဲ့အတွက်ကြောင့်မလို့သူ့ကို foaming mask ကိုဆိုပြီးတော့မှသုံးဖြစ်ပါတယ်သုံးနည်းကတော့ထူပါပဲအဲ့တော့သူ့မှာပါလဲဆိုတဲ့အခါကျတော့ ionized water လို့ခေါ်တယ်ကျွန်တော်တို့ပုံမှန်လူအသားရည်မှာ pH level ဟာ4 to 6ရှိရပါတယ်ဒါပေမဲ့ကျွန်တော်တို့သုံးနေတဲ့ဒီမျက်နှာသစ်စပျားတွေ cosmetic products တွေနဲ့ skin care တွေမှာ7 and above ပါနေတတ်ပါတယ်အဲ့တော့7 and above ဒီ pH level မြင့်တဲ့ဟာတွေကိုကျွန်တော်တို့နေ့စဉ်နဲ့ညသုံးဆွဲနေတာ
ဖြစ်တဲ့အတွက်ကြောင့်မလို့အနေနဲ့များ skin damage ရသွားတဲ့ဟာတွေကိုဒီ ionized water ကနေပြီးတော့ညဘက်ကြတဲ့ခင် just ပြန်လုပ်ပြီးတော့မှပြန်လုပ်ပြီးတဲ့သဘောပေါ့နော်အဲဒါကြောင့်မလို့ ionized water ပါပါတယ်နောက်တစ်ခုကသူ့မှာ ceramides ဟုတ်တယ်နော်ceramides ပါ ceramides ကဘာလဲဆိုတော့ ceramides ကကျွန်တော်တို့ပုံမှန်အသားရည်လူတိုင်းမှာရှိပါတယ်ဒီသူက lipid တမျိုးပါဒါသူကတော့water based လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဒီ ceramides ကတော့သူက ingredients တွေမှာကျွန်မတွေ့တာတော့ the ceramides lipid ပါတယ် lipid ဆိုတာကတော့အဆီတစ်မျိုးပဲအဲ့ဒါလူတိုင်းရဲ့အသားရည်ပေါ်မှာရှိတယ်ရှိတာကကျွန်တော်တို့ခုနပြောတယ်ကျွန်တော်တို့စပ်ပြားတွေ cosmetic ဒီဒဏ်တွေကြောင့်မို့လို့ဒီ makeup ဒဏ်တွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့အသားရည်မှာရှိတဲ့အဆိုတက်ထိမ့်သိမ့်တဲ့ဒီ ceramides ကအနေနဲ့ညပျက်စီးသွားပါတယ်အဲ့ဒါတွေတော့ညချတဲ့ခါကျတော့နားနေတဲ့အချိန်မှာသူကပြန်ပြီးတော့မှဖြည့်တင်းပေးတယ်ပြန်ပြီးတော့ repair ပြန်လုပ်ပေးပြန်ထိမ့်ပြီးပေးတယ်ဆိုတဲ့သဘောပါနောက်တစ်ခုကthematiconဆိုတာကတော့ silicone မှာကျွန်တော်တို့လွယ်ရဆိုလို့ရှိရင်နောက်ကခုံဆုံးတဲ့ဟာတွေဟာ silicone မှာလွယ်မှတ်ထားလို့ရပါတယ်ဟဲ့တော့ product တစ်ခုကိုချိန်မယ်ဆိုရင် ingredient ကိုချိန်မယ်ကိုဒီ silicone နဲ့တည့်သလားမတည့်သလား silicone ပါတဲ့ဟာသုံးတယ်မလားမသုံးသင့်ဘူးလားဆိုတာ ingredients ကိုချိန်မှသာလျှင်ဆုံးဖြတ်လို့ရပါတယ်အဲ့တော့ကျွန်မဒီဟာကတော့နည်းနည်းရေးကြည့်ပါလေတချို့ silicone နဲ့မတည့်တဲ့လူတွေမသုံးချင်တဲ့လူတွေဆိုလို့ရှိရင်တော့ဒါကသူတို့နဲ့မတင်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ thematicon ပါတဲ့အတွက်ကြောင့် thematicon ရဲ့ရည်ရွယ်ချက်ကတော့ smoothing ချောလေးဖြစ်စေရပေါ့နော်ချောမွေ့စေတယ်ပေါ့နော်အဲ့တော့လိန်ဆောင်မှာလည်းတော့ချောလေးဖြစ်နေတယ်ညမနှမ်းကြောက်လို့မျက်နှာတိတ်လိုက်တဲ့ခါကျလို့ရှိရင်လည်းတော့ချွေလေးဒီ thematicon ရဲ့ဒီဟိုဆောင်ပေါ့နော် effect ပါတဲ့အတွက်ကြောင့်မလို့အဲ့လိုချွေလေးဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်တို့တင်ထားမှာကျွန်တော်တို့မျက်နှာမှာရှိတဲ့ဒီ ceramides ဒီတဘာဝလျှောက်ရှိတဲ့ဟာဒီပျက်စီးသွားတယ်ဆိုလုံးဝဖြစ်လာတာလုံးဝပျက်စီးသွားမှာမဟုတ်ကျွန်တော်တို့ဖြစ်ပြက်ပဲပေါ့နော်ဒီနေ့ပျက်စီးသွားတယ်ဆိုရင်လည်းနောက်သူဟာသူပြန်ဖြစ်လာတာပဲအဲ့တော့ကျွန်တော်တို့လိုတာထက်ပိုပြီးမသုံးမိဘူးရေးကြည့်ပါလေကိုစီမှာပျက်စီးသွားတာကိုပြန်ထည့်တဲ့အချိန်မှာသုံးတယ်ပြီးတော့ကိုရဲ့ခန္ဓာကိုယ်မှာလိုတဲ့ပြန်ဖြစ်သွားတဲ့အချိန်မှာထပ်ပြီးတော့မှအပိုဆောင်းပြီးတော့မထည့်မိဘူးရေးကြည့်ပါလေအဲ့တော့အဲ့လိုမျိုး adjust လုပ်တာမကောင်းလို့ရှိရင် adjust မကောင်းဘူးဆိုတာတဲ့လူလာတဲ့ပို့သွားလို့ရှိရင်ချက်ချင်းမသိတာပါဘူးနောက်ကြာလာတဲ့အများဒီပစ္စည်းသုံးတာဘာမှလည်းမထူးခြားပါဘူးဘာမှလည်းမထူးပါဘူးဒီတုံရင်တိုင်တိုင်းငါရဲ့ရင်သားရင်ဒီအဖူတွေပိတ်ပြီးပြန်ထွက်လာတာပဲဆိုတော့ရလက်ကဒါကြောင့်ဖြစ်တာပါအဲ့တော့ကျွန်တော်တို့မျိုးသမီးတွေအလားပါမှာအရန်ကြီးလောဘမကြီးမိဘူးရေးကြည့်ပါလေလှပပြဿနာဖြစ်တိုင်းကြည့်လိုက်မယ်ဆိုရင်ကျမတို့လှပရန်လောဘကြီးမိလို့လိုအပ်တဲ့ထက်ပိုသုံးမိလို့ဖြစ်တာပါအဲ့တော့ကျွန်တော်တို့သိထားမှာကျွန်တော်တို့မျက်နှာဒီသူ့လိုပြန်ပြီးတော့မှတချို့ဇီဝကမ္မဖြစ်စဉ်နေနဲ့ပြန်ပြီးဖြစ်တယ်ဆိုတာမမေ့ပါနဲ့ဒီအလှမီပစ္စည်းတွေဒီလိုအပ်တဲ့ဟာတွေဖြည့်ဆည်းဖို့အတွက်ထားပြီးအဲ့တော့လိုအပ်တဲ့ချိန်လေးကိုပဲဖြည့်ဆည်းပါသူ့ရဲ့အကျုံးကိုတခြားလိုက်လာစေခြင်းပါနောက်တစ်ခုကသူ့မှာပါလဲဆိုတဲ့ခါကျတော့ glycerin chemical substance ပေါ့နော်ဒါမှမဟုတ်ဒီ chemical substance ကတော့သူတိတ်ပြီးတော့ဒီ chemical effect မရှိဘူးပေါ့နော်မရှိဆုံး glycerin တခုပါတယ်သူကတော့ဆိုဓာတ်ကိုထိမ့်ပေးတဲ့ဟာပေါ့နော်နောက်တစ်ခုကတော့ fruit extract တွေပါတယ်အဲ့ဒါတော့ brightening ဖြစ်စေတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့သိထားမှာက botanic allergic ဖြစ်တဲ့လူတွေဆိုလို့ရှိရင်ဒီဟာနည်းသတိမှုဖြစ်ပါတယ်နောက်ပြီးတော့သူစီမှာကျန်တာတွေကတော့ထွေထူးရှိပေါ့နော်ကျွန်တော်ပြောချင်တာတော့သူဒီ silicone ပါတယ်ဆိုတဲ့ဟာကိုသတိမှုဖြစ်ပါတယ်ပြီးတော့သူတို့နှစ်ခုမှာထူးခြားချက်ကဘာလဲဆိုတဲ့ခါကျသူ့မှာ collagen သူကဘာလဲအမေတော့မင်းဒီ memory collagen gel လားမသိဘူးအဲ့တခုပါတယ်အဲ့ဒါဘာလို့လဲဆိုတဲ့ခါကျတော့ smart တက်40ကျွန်တော်40ရှိပြီပေါ့နော်40ထက်မျိုးသမီးတွေဆိုလို့ရှိရင်40တိတာလာပြီး wrinkle လေးတွေရှိလာတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်သူ့ညချိုင်လေးပေးခင်အပြင် wrinkle သူ့ရဲ့ဒီ collagen သဘောတရားကတော့ဖြစ်နေတဲ့ wrinkle ပေါ်မှာသူ feel လုပ်ပေးတဲ့အတွက်ကြောင့်မလို့တက်တာစီရပေါ့နော်ဒါပျောက်ကင်းမောတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့တက်တာစီတဲ့ပြေလေးဖြစ်စီရပေါ့နော်အဲ့သူလည်းပဲအကျုံးကတစ်ပတ်ကိုတစ်ချိန်သုံးပုံနှစ်ချိန်ပဲလိမ့်ရပါတယ်ကျမကတော့တစ်ပတ်ကိုတစ်ချိန်ပဲလိမ့်နေသူ့ကိုတစ်ချိန်လိမ့်နေသူ့လိမ့်နေပြည့်မှာ
နောက်တစ်ရက်ကျတော့သူ့လိမ့်နေပေါ့နော်ဆိုတော့ကျွန်မတစ်ပတ်ကို2ကြိမ်ဖြစ်သွားတယ်ပေါ့နော်လဲလေလိုမျိုးလိမ့်နေပေါ့နော်အဲ့တော့ကျွန်မအနေနဲ့ကောင်းလားမကောင်းလားလို့ကျွန်မမေးမယ်ဆိုလို့ရှိရင်မဆိုးပါဘူးလို့ပဲပြောရမယ်ဘာဖြစ်လို့လဲဆိုတော့တခြား skin care တွေကိုလည်းကျွန်မညကိုတခြားလှည့်ကြလုပ်တာပေါ့နော်အဲ့တော့သူတို့အနေနဲ့ဒီမှာဆိုကျွန်မချိန်ပြီးလေးနဲ့အတွက်ကြောင့်မလို့ကျွန်မအားနေတင်မဆိုးပါဘူးလို့ပဲပြောရတာပေါ့နော်အဲ့ဒါတို့အရင်ကြီးကောင်းတယ်တခြားလူတွေနဲ့အရင်ကြီးတဲ့ပြီးတော့အရင်ကြီးကောင်းနေတယ်ကိုယ်နဲ့ကောင်းမြင်မှကောင်းတယ်အဲ့ကြောင့်မလို့ဒီ ingredients ကိုနည်းနည်းချိန်ပြီးတော့မှကြည့်ပါလို့ကျွန်မဆန်ပြပါရှင်ကျေးဇူးတင်ပါတယ်အော်နေလို့မျိုးသမီးတွေဈေးနှုန်းကိုလည်းသိချင်မယ်လို့ယူဆပါတယ်အဲ့တော့သူရဲ့ဈေးနှုန်းနဲ့သူရဲ့ပါဝင်မှုကတော့သူကတော့70 ml လာတယ်သူကတော့60 ml နဲ့လာတယ်သူတို့နေရာမှာသူကနည်းနည်းနဲတယ်ပြီးတော့နောက်တစ်ခုကသူဒီဘယ်လောက်လဲဆိုတော့40ကျပ်ပေါ့နော်40ကျပ်ဒီစင်ပေါ်ကတော့ metro မှာဝယ်လို့ရပါတယ်ဒါပေမဲ့ Sephora မှာရှိနေတယ်ထင်တယ် Sephora မှာလည်းရနိုင်တယ်အဲ့တော့ဒီyou water sleeping mask က40ကျပ်နဲ့လာပြီးတော့ဒီ foaming sleeping mask ကတော့53ကျပ်အနေနဲ့လာတယ်ပေါ့နော်နောက်အဲ့တော့တကယ်လို့သိချင်တယ်ဆိုလို့ရှိရင်မေးနိုင်ပါတယ်ကျွန်မအားရချင်းကျွန်မပြန်ဖြေပေးပါမယ်တကယ်လို့ဗီဒီယိုကြည့်ရတာဒီ connection ကြောင့်တခုဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်မကိုနည်းနည်း comment မှာရေးပေးပါကျွန်မတားတဲ့ချိန်မှာပြန်ပြီးတော့မှစာနဲ့ပြန်ပြောပေးရမယ်စာနဲ့မပြောဘူးဆိုတော့တချို့ချက်လက်တွေကပြောပြမှသာလျှင်ပို့ပြီးတော့သဘောပေါက်မယ်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်မစာမရေးခြင်းဖြစ်ပါတယ်